အားလုံးပဲမင်္ဂလာပါတဲလေးတို့ရေထမင်းစားမယ်ရှင်ထမင်းကတော့လေငပိတောင်နဲ့နေထားလိုက်ပြီနော်တဲလေးတို့နော်အများကြီးပဲနေထားတဲ့တဲလေးတို့ညီရဲတွတ်နေရောပဲတားကောင်တာဝန်အန်ဒီတခင်တောင်းဒါကတော့လေတဲလေးမုံငင်းအညွတ်ကြော့နော်သူ့စရာကတော့ဒါကတော့ပဲမြစ်တီးပါမယ်ဒါကတော့မမခေါ်မတက်ဘူးတဲလေးတို့စူပုတ်ရပြုတ်ပါမယ်ဒါကတော့ဘူးမြစ်ပါမယ်နော်အတဲလေးနော်မြစ်ပြုတ်ပါမယ်နော်ပြီးတော့ဇီရလေးနည်းနည်းပါမယ်တဲလေးတို့ရေအန်ဒီတခင်တောင်းနောက်ပြီးတော့လေတဲလေးတို့မမပို့မဟင်းချက်ထားတယ်နော်အတဲလေးနော်ငပြင်းမဟင်းချက်ထားတဲ့အတဲလေးတို့ရေအစီပြန်လေးနဲ့လေအတဲလေးတို့ရေကြည့်ကြပါဦးငပြင်းမကြည့်လက်တအောက်စာလောက်ရှိတဲ့အတဲလေးတို့ရေလေးကောင်ကို1 ကီလိုနည်းနည်းကြော့တဲ့အတဲလေးတပပဲဒူနဲ့စီပြန်လေးစားချင်နန်းပြင်းဝင်လေအပြင်းလိုက်အောက်တဲ့အတဲလေးတို့အကြီးပါနည်းနည်းစမ်းလိုက်မယ်နော်အူနဲ့ရှိတဲ့အတဲလေးတို့ရေကြိုက်တယ်ငပြင်းမလေးငါထဲမှာဆိုရင်တပပဲအန်ဒီအခုပဲချက်ပြီးတဲ့အသေးလေးတို့ရေပူနွေးလေးစားကြပါအောင်ရှင်စားပြီးနော်အသေးလေးတို့နော်ကောင်းရောနန်းပြင်းဝင်လေအချောင်းလိုက်အောက်တဲ့အသေးလေးတို့လေးကောင်ကို1 ကီလိုကြော်သွားတဲ့အသေးလေး100နဲ့10ပဲကောင်းလိုက်လားသမီးဟင်းရလေကိုယ့်ဘာသာကိုချက်စားမှစားရတယ်တော်အဆင်ပြေလားပြုတ်စားလို့လည်းရတယ်စားကောင်းကြဒီအသေးရတယ်တွတ်နေအောင်အမီဒါစူပုံရပြုတ်ရတဲ့လေတို့အပူကြတယ်ဝိုးကောင်းဇီယာအသားချိုးနေရပဲတဲလေးတို့ရဘူးညွတ်နမှုလေးတဲ့ဝီးမဝီးပြောရအာရှယ်
脏呀。แต่ยาวเทเบซาเนี่ยเนาะอะไรจะเล่นในอะไรด่ะงานนี้เนี่ยจะมีซาเลยสุดแต่เลยแต่ดีตอนนี้ถ่ายยังอายุดิ乌的点，乌的是，学呗，讲不讲？တော့စားကောင်းတဲ့တယ်လီတို့ရေငါပြမရင်းတယ်ကိုချက်ကိုကောင်းမယ်อันนี้ก็มีอายุดิเจ้าแต่ซาละไปซาเก่าเนี่ยนะไม่อายุดิเจ้าแต่เตลีดูทำยังซาละเมียนเลยเอาอย่างก่อนอุ้ยอะอุ้ยมีซาด้วยแต่มาถึงมีก็ไหมเนี่ย是不，搞嘛搞。